ရှင်သန်ချိန်မှာတန်ဖိုးထားကြပါရရမပိုက်ဆိုင်တဲ့လောကမှာနာကျင်စရာရှိရင်မျှဝေပေးမှကြမယ်တွေ့ထားလက်တွေရဲ့နေနေပူမအသက်များမဲခဲ့ချအချိန်မတိုင်ခင်မှာပြောင်းဆုံးအလင်းချမ်းများအသက်ရှိတော့မှတန်ဖိုးထားရင်ခွဲဆောင်းလျှောက်ကြမယ်လားရှင်သန်ချိန်မှာတန်ဖိုးထားကြပါရရမပိုက်ဆိုင်တဲ့လောကမှာနာကျင်စရာရှိရင်မျှဝေပေးမှကြမယ်တွေ့ထားလက်တွေရဲ့တွင်နေပူမအသက်များမဲခဲ့ချအချိန်မတိုင်ခင်မှာပြောင်းဆုံးလင်းတမ်းများအသက်ရှိတော့မှတန်ဖိုးထားရင်ခွဲဆောင်းလျှောက်ကြမယ်လားအတူပါ